နားဆင်သူတော်ရရှိများမင်္ဂလာပါခင်ဗျာနားဆင်ခန်းစားနှလုံးသားတို့ channel ကနေကြိုဆိုလိုက်ပါရခင်ဗျာတနေ့တာပင်ပန်းမှုတွေစိတ်ဖိစီးမှုတွေကိုပြေပြောင်းစေဖို့အဓိကထားရည်ရွယ်ရေးသားထားတဲ့အိယာဝင်ဝတ္ထုတော်တွေကိုရေးသားဖတ်ပြတင်ဆက်သူကျွန်တော်ရတနာပုံချစ်ကဲပါဒါပေမဲ့ဒီတစ်ခေါက်မှာတော့ podcast style လေးလုပ်ထားပါတယ်ဒီ podcast ကိုတော့ထိုင်းနိုင်ငံမှာဘဝစိတ်ပိုင်းများလို့နာမည်ပေးထားပြီးတော့ပထမဆုံးအနေနဲ့နားထောင်ရမယ့်အပိုင်း1ကတော့ Visa ဝင်ကဘာသို့မဟုတ် Thai Immigration တော်မော်နဲ့ရင်ဆိုင်ခြင်းလို့နာမည်ပေးထားပါတယ်ခင်ဗျာဖန်တရားတရားပြောထားပြီးသားဖြစ်ကြတယ်အားလုံးသိထားပြီးသား Visa တိုးတဲ့ကိစ္စပဲမဟုတ်ဘဲနဲ့အခြားအရေးကြီးပေမဲ့လူသိမသိတဲ့ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ဗီဇာနဲ့ပတ်သက်တာတွေဖြစ်တဲ့ TN30, TN47, Visa Stamp Transfer အကြောင်းတွေကိုအသေးစိတ်ရှင်းပြပေးထားပါတယ်ခင်ဗျာဒီ podcast ဟာ A complete guide to TN30, TN47, Visa Extension and Visa Stamp Transfer in Thailand လို့တော့မှပြောလို့ရတဲ့အထိကျွန်တော်က podcast တစ်လျှောက်လုံးမှာပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာ Alright, let's start with TN30 ဆိုတော့ Visa တိုးတဲ့အကြောင်းမပြောခင်မှာ TN30 အကြောင်းစပြီးတော့ပြောပြချင်ပါတယ် TN30 ဆိုတာဘာလဲပေါ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားဘယ်သူမှဆိုပေါ့ထိုင်းနိုင်ငံကိုရောက်လာပြီဆိုလို့ရှိရင်ဘယ်မှာနေတယ်ဆိုတာကို Thai Immigration ကိုအသိပေးရတဲ့ကိစ္စကို TN30 လုပ်တယ်လို့ခေါ်ပါတယ်။တနည်းအားဖြင့်အဲဇီရင်တိုင်တဲ့သဘောပေါ့ဗျာ။ပုံမှန်အားဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကထိုင်းနိုင်ငံကိုဝင်တဲ့အခါမှာ Visa မလိုဘဲနဲ့ Visa Free 14ရက်နဲ့လာလို့ရပါတယ်။အဲ့လိုလာတဲ့အခါမျိုးမှာဟိုတယ်မှာတဲကြတယ်ကျွန်တော်တို့လဲတယ်ပတ်တယ်ပြီးရင်ပြန်သွားတယ်အဲ့ဒီ TN30 ဆိုတဲ့ကိစ္စကိုမသိလိုက်ဘူးတကယ်တော့ကျွန်တော်တို့လာလဲတဲ့အချိန်မှာဟိုတယ်မှာတဲတယ်ဆိုလို့ရှိရင်အဲ့ဒီ TN30 အဲဇီရင်တိုင်တဲ့ကိစ္စကိုဟိုတယ်ကလှုပ်ထားပေးပြီးသားဖြစ်တယ်ထားပါတော့ဟိုတယ်မှာမတဲပြစ်ဘူးအတိတငယ်ချင်းရှိတဲ့သူ့ရဲ့အခန်းမှာနေလိုက်တယ်ပေါ့ပြီးတော့14ရက်မတိုင်ခင်မှာပဲကျွန်တော်တို့မြန်မာနိုင်ငံပြန်သွားတယ်အဲ့ဒီအတိတငယ်ချင်းကလည်း TN30 လို့ခေါ်တဲ့အဲဇီရင်ကိုမလုပ်ဖြစ်လိုက်ဘူးဒါပေမဲ့ no problem ကိစ္စမရှိဘူးအေးဆေးပဲ visa free 14ရက်နဲ့လာပြီးတော့လဲတဲ့ပတ်တယ်ပြန်သွားတယ် TN30 မလုပ်ဘူးဘာဖြစ်ဘူးအေးဆေးပဲ okay ဘယ်အချိန်မှာလုပ်ဖို့လိုအပ်လာပြီလဲဆိုတော့ Visa Free 14ရက်နဲ့ပဲလာလဲပတ် Visa နဲ့ပဲလာထိုင်းမှာနောက်ထပ်တစ်လထပ်နေခြင်းလို့ Visa Extension လုပ်တော့မယ်ဆိုတဲ့အချိန်မှာလိုအပ်လာပြီဆိုတော့ပြောချင်တာကနောက်ထပ်တစ်လထပ်တိုးခြင်းတဲ့လူပဲဖြစ်ဖြစ်နှစ်ရှည်ပေါ့နော်ကျောင်းလာတက်ပြီးတော့နှစ်ရှည်နေမဲ့လူပဲဖြစ်ဖြစ်ပြောရရင်တော့ကြာနေမဲ့လူမျိုးပေါ့အဲ့လိုလူမျိုးဆိုရင်တော့ဒီကိစ္စရှိလာပြီ TN30 ကလှုပ်ထားဖို့လိုအပ်လာပြီ Thai Immigration ကိုအဲဇီရင်တိုင်ထားပါတယ်ဆိုတော့ TN30 ပြနိုင်မှ Visa တိုးလို့ရမှာဖြစ်တယ်တလ Visa တိုးခြင်းတဲ့လူတွေအတွက်တော့လုပ်ပေးတဲ့ agency တွေအများကြီးရှိရယ် Facebook ပေါ်မှာလည်းခဏတွေ့ဘူးတယ်ဒါပေမဲ့အဓိကအားဖြင့်တော့ဒီနှစ်ရှည်နေမဲ့လူတွေပေါ့ကျောင်းလာတက်နေတဲ့လူတွေနောက်ပြီးရင် Guardian Visa ပေါ့ကျောင်းလာတက်နေတဲ့လူဆိုတာ Education Visa ကိုပြောတာပြီးတော့ Guardian Visa ပေါ့အုပ်ထိန်းသူ Visa နဲ့နေမဲ့လူတွေနောက်တခြား Visa type တွေနဲ့နေတဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ့်ဟာကိုငှားထားတဲ့6လတန်သည်ဖြစ်စေတစ်နှစ်တန်သည်ဖြစ်စေငှားထားတဲ့အခန်းပိုင်ရှင်စီကနေတောင်းလို့ရတယ်
ဂျားကန်ပွဲစားတွေစီကနေတောင်းနေစရာမလိုဘူးဒါပေမဲ့ပြဿနာတစ်ခုရှိတာကတခါတလေမှာအိမ်ရှင်ကမလုပ်ပေးဘူးလို့ညင်းတဲ့အခါမျိုးတွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒါဆိုလဲတိတ်ပြီးတော့ပြဿနာမရှိဘူးသူတို့ဘယ်လိုပြောလို့ရလဲဆိုရင်လွယ်တယ် online ကနေလုပ်လို့ရတယ် online system ရှိတယ်ဘာမှမခက်ဘူးဆိုပြီးတော့ကိုကတော့ညှိယူရမှာပေါ့ဒါပေမဲ့များသောအားဖြင့်ကတော့ဒီကိုကဒီ condo ပဲဖြစ်ဖြစ်အခန်းပဲဖြစ်ဖြစ်ပေါ့နော်ငှားပြီဆိုလို့ရှိရင်အခန်းပိုင်ရှင်ကလုတ်ပေးတာတော့များတယ်မလုတ်ပေးဘူးဆိုတာတော့မကြုံဘူးတလောက်ပဲတကယ်လို့မတောင်းထားမိဘူးဆိုရင်တော့ visa တိုးတဲ့အချိန်မှာကိုနဲ့တွေ့ရမယ်ထိုင်းအရာရှိရဲ့အဲ့ဒီနေ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့800နေပြီးတော့ဘတ်2000အထိပေးရနိုင်တယ်တေးကြတာကတော့အဲ့ဒီကိုနဲ့တွေ့မယ် immigration ကထိုင်းအရာရှိကအဲ့နေ့မှာသူ့ရီစာနဲ့ရန်ဖြစ်လာတယ်ဆိုရင်တော့တေးကြတယ်2000ပေးရမှာဆိုတော့ကိုကအခန်းငှားပြီဆိုလို့ရှိရင်အခန်းပိုင်ရှင်စီကနေပြီးတော့ TN30 form တောင်းထားဖို့လိုအပ်တယ်TN30 အကြောင်းကိုပြောတင်သလောက်ပြောပြီးပြီဆိုတော့ visa extension အကြောင်းကိုထပ်ပြီးတော့ပြောချင်တယ် visa extension သို့မဟုတ်စာရွက်စာတမ်းဘယ်သောအခါမှမပြည့်စုံနိုင်သော visa extension တိုးတာကိုတော့ Facebook ပေါ်မှာလည်းတော်တော်များများရေးပြကြတယ်vlog တွေနဲ့လည်းရိုက်ပြကြတယ်ဆိုတော့တော်တော်များများလည်းတည်ပြီးသားဖြစ်မယ်ထင်ပါတယ်ဘန်ကောက်မှာနေတဲ့လူဆိုလို့ရှိရင်တော့ကျန်းဝတ်ဌာနကိုသွားပြီးတော့ visa extension လုပ်ရမယ်အဲ့ဒီက immigration division 1မှာ token ယူရမယ်ဒီအတိုင်းပဲကိုနံပါတ်မခေါ်မချင်းတနေကုန်နီးပါးကြာမယ်visa extension လုပ်တဲ့နေရာမှာဖြည့်ရတဲ့ form ကို TN7 လို့ခေါ်တယ်ဆိုတော့ visa extension လုပ်တဲ့ချိန်မှာအဲ့ဒီ TN7 form လိုမယ်ပြီးရင်4 cm 6 cm license ဓာတ်ပုံတစ်ပုံလိုတယ်ပြီးရင်အပေါ်မှာကျွန်တော်ပြောပြထားတဲ့ TN30 ASEAN လိုမယ်ပြီးတော့အလဲဘက် visa နေပြီးတော့မှနောက်ထပ်တစ်လထပ်တိုးကျင်တဲ့လူမျိုးဆိုရင်တော့ကျွန်တော်တို့ရဲ့မြန်မာတန်ယုံကနေပြီးတဲ့ထောက်ခံစာလိုမယ်ပြီးရင်ကိုယ့်ရဲ့ passport ရဲ့ပထမစာမျက်နှာ copy လိုမယ်ဒါမှမဟုတ်ဘဲနဲ့ education visa နဲ့လာတဲ့လူတွေ guardian visa ရထားတဲ့လူတွေအဓိကပြောချင်တာကတော့နှစ်ရှည်နေမဲ့လူဆိုလို့ရှိရင်တော့မြန်မာနိုင်ငံတန်ယုံကထောက်ခံစာယူစရာမလိုဘူးတက်ဆိုင်ရာတက္ကသိုလ်ဒါမှမဟုတ်လို့ရှိရင်ကျောင်းကနေပေးတဲ့စာရွက်စာတမ်းပဲလိုမယ် visa extension ကတစ်လပဲထပ်တိုးတစ်နှစ်ပဲထပ်တိုးသွင်းရမယ့်ငွေကတော့ဘတ်1900ပဲဖြစ်တယ် visa extension သွားလို့ရင်အရေးအကြီးဆုံးအရာကတော့ passport လုံးဝမမေ့ပါစေနဲ့ကျွန်တော်ကြုံဘူးတယ်2019တုန်းက visa extension သွားလုပ်တဲ့ချိန်မှာကျွန်တော်ကကိုယ့်အကိုလုံးဝအောင်မှာအကုန်လုံးစာရွက်စာတမ်းတွေအကုန်လုံးထည့်ထားပြီးပြီဆိုပြီးတော့ပြန်ပြီးမစစ်လိုက်ဘူးအဲ့နဲ့အဲ့ကျန်းဝတ်ဌာနကိုသွားတယ်အဲ့ချိန်မှာ visa တိုးအဲ့လိုမျိုးပေါ့စာအုပ်ထုတ်တော့မှအဲ့ယူရောက်သွားတော့မှစာအုပ်ပါမလားအဲ့လိုမျိုးကြုံမှုတယ်အဲ့တော့ visa extension လုပ်မယ်ဆိုလို့ရှိရင် passport လုံးဝမမေ့ပါစေနဲ့ထိုင်းမှာနှစ်ကြာနေဖို့ပေါ့နော်အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်ဒီ visa process အပြင်တခြားသိတဲ့အရာအရေးကြီးတဲ့အရာက90 day report လို့ပြောကြတဲ့ TN47 အကြောင်းဖြစ်တယ်ဆိုတော့ TN47 90 day report အကြောင်းပြောရအောင်တကယ်တော့ဒီ TN47 ကိစ္စကတလားထပ်တိုးတဲ့လူတွေနဲ့ဆိုရင်တော့တိတ်ပြီးတော့မသက်ဆိုင်ဘူးဒီကိစ္စက6လဒါမှမဟုတ်လို့ရှိရင်တစ်နှစ်ဗီဇာရထားတဲ့လူတွေနဲ့ပို့ပြီးတော့သက်ဆိုင်တယ်လို့ပြောလို့ရတယ်
ဘာကြောင့်လဲဆိုတော့သူကရက်ပေါင်း60ပြည့်တိုင်းမှာဖောင်တင်ရတာမို့လို့ထိုင်းကိုရောက်တဲ့နေကနေစပြီးတော့ရက်ပေါင်း60ကိုရေတွက်တာမဟုတ်ဘူးပထမဦးဆုံးဗီဇာတိုးတဲ့နေရာနေစပြီးတော့နောက်ရက်ပေါင်း60ကိုဆိုလိုတာဖြစ်တယ်ဥပမာအဖြစ်ဗျာ January 1ရက်နေ့မှာဗီဇာတိုးတယ်ဆိုလို့ရှိရင် March လ30မှာ90 day report လို့ခေါ်တဲ့ TN47 တင်ရမယ်TN47 ကပထမဆုံးအကြိမ်မှာလူကိုယ်တိုင်သွားဖို့လိုတယ်လိုအပ်တဲ့စာရွက်စာတမ်းတွေကအဲ့ဒီ form ဖြည့်ထားတဲ့ TN47 ပြီးလို့ရှိရင်ဧည့်စာရင်းတိုင်ထားပါတယ်ဆိုတဲ့ TN30 ပြီးရင်ကိုယ့်ရဲ့ passport copy လိုမယ်ပြီးရင် visa တုံးထူထားတဲ့စာမျက်နှာ copy လိုမယ်ဒါပေမဲ့ तू ကမကြောက်ခဏပဲအဲ့ဒီစာရွက်စာတမ်းတွေပြည့်စုံတယ်ဆိုရင်15မိနစ်လောက်ဆိုရင်ပြီးပြီသူနောက်တစ်ခါရက်ချင်းပေးလိုက်တယ်ဒါပေမဲ့နောက်တစ်ခေါက်ဆိုလို့ရှိရင်လူကိုယ်တိုင်မသွားဘဲနဲ့ online ကနေလုပ်လဲရတယ်အဲ့ဒီ online link ကိုကျွန်တော်ဒီ podcast ရဲ့အောက်မှာထည့်ထားပေးတယ် online ကလုပ်မယ်ဆိုလို့ရှိရင်တော့ due date မတိုင်ခင်နှစ်ပတ်မှာကြိုပြီးတော့လုပ်ဖို့လိုအပ်တယ်မဟုတ်ရင်တော့ reject ထိမယ် reject ထိလို့ရှိရင်တော့ကျန်းဝတ်ဌာန immigration ကိုကိုယ်တိုင်သွားရလိမ့်မယ်ဆိုတော့မတင်ပြည့်ရင်မေ့သွားတယ်မတင်ပြဘူးဆိုရင်ဘာဖြစ်မလဲပေးလိုက်2000သူ့ရဲ့ဒဏ်ကြေးက2000ဖြစ်တယ်ဒီနေရာမှာတီးတင်တာနောက်တစ်ခုကဘာလဲဆိုရင် TN47 ဒီထိုင်းနိုင်ငံအတွင်းမှာရက်ပေါင်း60အပြည့်နေမှတင်ဖို့လိုအပ်တာဖြစ်တယ်တစ်လတစ်ခါဒါမှမဟုတ်ရင်နှစ်လတစ်ခါလောက်မြန်မာနိုင်ငံကိုပြန်တာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကနေထွက်ပြီးတော့အခြားတစ်နိုင်ငံကိုသွားလည်တာမျိုးပဲဖြစ်ဖြစ်လုပ်နေမယ်ဆိုလို့ရှိရင်တော့ TN47 ကမတင်လဲရတယ်ဒါပေမဲ့ရက်ပေါင်း60မပြည့်ခင်တိုင်းမှာထိုင်းနိုင်ငံကနေပြီးတော့အပြင်ထွက်ဖို့တော့လိုတယ်မထွက်ဖြစ်ဘူးဆိုရင်တော့တင်ရမယ်ကျွန်တော်အတွေ့အကြုံဆိုလို့ရှိရင်ကျွန်တော်ကိုဗစ်မတိုင်ခင်တော့ဆိုရင်မြန်မာနိုင်ငံကိုခဏခဏပြန်တယ်3လတစ်ခါနီးပါးလောက်ပြန်တယ်အဲ့ဒီတော့ဆိုကျွန်တော် TN47 တစ်ခါမှမတင်ရအောင်ဒါပေမဲ့အဲ့ဒီမှာကိုဗစ်ဖြစ်တဲ့အချိန်မှာကျွန်တော်ပြန်လို့မရတော့ဘူးပြန်လို့ရှိရင် quarantine ဝင်ရတာဘာညာနဲ့ဆိုအဆင်မပြေတော့မပြန်ဘူးအဲ့ဒီမှာကျွန်တော်တင်ဖို့မေ့သွားတယ်ရက်ပေါင်း60ပြည့်ရဲ့အချိန်မှာအဲ့ဒီမှာကျွန်တော်ဒဏ်ကြေး2000ဆောင်ရဘူးတယ်ဆိုတော့ကျွန်တော်ပြောလာတဲ့အကြောင်းအရာတွေထဲမှာ TN30 အကြောင်းလဲပါသွားပြီ Visa extension အကြောင်းလဲပြောပြီးသွားပြီနောက်ပြီးတော့ Visa extension လုပ်ပြီးတဲ့နောက်မှာ90 day report တင်တဲ့ TN47 အကြောင်းလဲပြောပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ်ပြောချင်တဲ့အကြောင်းအရာကတော့ Visa stamp transfer အကြောင်းဖြစ်တယ်ဒီ Visa stamp transfer အကြောင်းကိုပြောကြတာမတွေ့သလောက်ပဲဆိုပေမဲ့ဒီကိစ္စကတော်တော်အရေးကြီးတဲ့ထဲမှာပါတယ်ဒါပေမဲ့တိတ်ပြီးတော့ပြောကြတာမတွေ့ဘူးသလောက်ပဲအဲ့တော့ကျွန်တော်ဒီနေ့မှာပြောပြချင်တယ်ထိုင်းမှာတစ်နှစ် Visa ရထားတဲ့လူတွေပေါ့နော်နှစ်အကြာနေမဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီကိစ္စကတည်တင်တယ်တစ်နှစ်ဒါမှမဟုတ်နှစ်ရှည်ဗီဇာရထားတဲ့လူတွေဆိုရင်ဒီကိစ္စကိုတည်တင်တယ်ထိုင်းမှာနေစဉ်ကာလအတွင်းပေါ့ကိုယ့်ရဲ့ passport သက်တမ်းကုန်သွားလို့မြန်မာတန်ယုံမှာ passport အသစ်လုပ်ပြီးရင် passport အဟောင်းမှာထုထားတဲ့ visa တုံးကို passport အသစ်ကိုရွှေ့ဖို့လိုတယ်မရွှေ့ဘဲနဲ့ထားရင်ရထားတဲ့ visa လေးပလုံသွားလိမ့်မယ်သူက passport လုပ်ပြီးတော့ passport အသစ်လုပ်ပြီးတော့ဘယ်နှစ်ရက်အတွင်းရွှေ့ရမယ်ဆိုတဲ့သက်မတ်ဖော်ပြထားတာမျိုးတော့မတွေ့ဘူးဒါပေမဲ့ကျွန်တော်အတွေ့အကြုံရတော့တက်နိုင်သမျှမြန်လုပ်တာ
အကောင်းဆုံးပဲတလားထက်တော့လုံးဝနောက်မကြစေနဲ့မဟုတ်လို့ရှိရင်တော့အဲ့ဒီကိုသွားရွှေ့တဲ့ရက်မှာ immigration officer ရစ်တာခံရလိမ့်မယ်မရွှေ့ဘဲနဲ့လုံးဝထားမယ်ဆိုလို့ရှိရင်တော့ visa တိုးတဲ့နေ့မှာပြဿနာရှိတယ်Okay visa stamp transfer လုပ်တဲ့ process မှာလိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ passport အသစ် passport အဟောင်း copy passport အဟောင်းမှာရှိတဲ့ visa တုံးထူထားတဲ့စာမျက်နှာ copy TN47 TN30 ပြီးရင် transfer step to new passport form လိုတယ်အဲ့ဒီအတွက်ပတ်စံထပ်ပေးစရာတော့မလိုဘူးဒါပေမဲ့ process smooth ဖြစ်အောင်တော့ immigration officer ကိုပြုံးပြပေါ့ Okay ဒီနေ့အတွက်တော့ဒီလောက်ပါပဲခင်ဗျာကျွန်တော် sharing လုပ်ပေးတဲ့အကြောင်းအရာတွေဟာနားဆင်သူသောတာရှင်အတွက်အကျိုးတစုံတရာရှိမယ်လို့ထင်ပါတယ်အကူအညီလည်းဖြစ်တယ် informative လည်းဖြစ်တယ်ဆိုလို့ရှိရင်တော့ Thai မှာနေဖို့ visa ကိစ္စတွေနဲ့ခက်ခဲနေတဲ့ရုန်းကန်နေရတဲ့အသိမိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော် podcast video လေးကိုလက်တို့ပေးလိုက်ပါနော်နားထောင်ရင်းနဲ့ဗဟုသုတရစေတဲ့အပြင်တကယ်လက်တွေ့ဘဝမှာအသုံးကျတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြောပြပေးထားတာမို့လို့ကျွန်တော် channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ